နောက်ဦးဇင်းတို့သာသနာမှာသူ့ကြောင့်မှတ်မှတ်သားသားတစ်ခုအကြောင်းအရာတစ်ခုဖြစ်တာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့လူဘဝတုန်းကသူ့ဦးကြီးရဲ့သားနန္ဒဆိုတာရှိတယ်အဲ့ဒီနန္ဒလူလင်ကဒီရှင်မဥပ္ပလွန်ကိုလူဘဝတုန်းကသူကအယမ်းမှသဘောကျတယ်ဒါပေမဲ့သူအနာမကတ်နိုင်အဲ့ဒါနဲ့ဒီဘေကုဏီမဝတ်သွားပြီဆိုတော့မှသူကရုံမာတဲ့စိတ်နဲ့အဲ့ဒီဘေကုဏီမတွေကအဲ့ဒီတုန်းကမြို့နီးရွာနီးမှာနေရမယ်လို့ပြည့်ညက်ချက်မရှိသေးဘူးဒါကြောင့်တချို့တောထဲမှာတောအုပ်ထဲမှာတယောက်တည်းတစ်ပါးတည်းနေကြတာရှိတယ်အဲ့ဒါသူကဘာလုပ်လဲဆိုတော့ဒီမထေမဆွမ်းခံသွားနေတော့မှအဲ့ဒီသင်္ကန်းကျောင်းထဲကဂရင်အောက်မှာသူကဝင်နေတာအဲ့ဒါဟိုကဆွမ်းခံပြန်လာတော့နေပူတာနဲ့ထိုးတာနဲ့ဒီသင်္ကန်းကျောင်းထဲမှာလူရှိတယ်ဆိုတာမသိဘူးနော်အဲ့ဒါနဲ့ဝင်ချင်းရုတ်တရက်ဘာမှမမြင်ရတဲ့အချိန်မှာသူကဒီမထေမကိုပြင်မာတာပေါ့အဲ့ဒါဒီကတားတဲ့ကြားတဲ့ပဲသူပြင်မာတယ်အဲ့ဒါနဲ့သင်ကအလွန်မိုက်တဲ့လူပဲအဲ့ဒါနဲ့နန္ဒကသူ့ကိုပြင်မာပြီးတော့ထွက်သွားတယ်မထေမလည်းမမြင်တော့ဘူးလေဆိုရောဘာဖြစ်ကြအောင်ဆိုမြင်မျိုးတယ်ဟုတ်လားအဲ့ဒီဥစ္စာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောထားတာရှိတယ်နော်မဒုဝမညတိပါလောယာဝပါပနပစ္စတိယရာစပစ္စတိပါပံဘာလောဒုက္ခနိဂစ္စတိမကောင်းမှုအကျိုးမပေးသေးခင်မှာလူမိုက်တွေဟာမကောင်းမှုလုပ်ရတာကိုပြားရည်လို့ချိုတယ်လို့အောက်မေ့နေကြတယ်ဒီကဒါလေးကတော့တော်တော်မှတ်စရာကောင်းတယ်နော်မဒုဝမညတိပါလောယာဝပါပနပစ္စတိကိုလှုပ်ထားတဲ့မဟုတ်တာလေးတွေကအကျိုးမပေးသေးခင်မှာတော့ဒီမဟုတ်တာလုပ်နေရတာကိုပဲဘာလို့အရလာရှိတယ်နော်မဒုဝမညတိပါလောပြားရည်လို့ချိုးနေတယ်နော်ယရာစပစ္စတိပါပံဘာလောဒုက္ခနိဂစ္စတိကိုလှုပ်ထားတဲ့မကောင်းတဲ့လုပ်ရကြီးကအကျိုးပေးပြီလဲဆိုရောဘာဖြစ်ပြီတော့ဆင်းရဲဒုက္ခကိုပဲတွေ့ကြရတာတဲ့ဒါနန္ဒကိုအကြောင်းပြုပြီးတော့ဟောတာနော်ပြီးတော့နန္ဒကိုအကြောင်းပြုပြီးတော့ဟောရတာကဒါတွေမကဘူးဖြစ်သွားတယ်အဲ့ဒီအချိန်ကစပြီးတော့ဘေကုဏီမတွေကိုလူသူဝေးတဲ့နေရာမှာဝါဆိုခွင့်မရှိဘူးနော်မြို့နာရွာနာမှာပဲဝါဆိုခွင့်ရှိတယ်ပေါ့ဟုတ်လားနောက်ထပ်တစ်ခုထူးထူးခြားခြားဖြစ်တာတစ်ခုကတချို့ပုထုဇဉ်ပုဂ္ဂိုလ်တွေကအဲ့ဒီမှာစကားတွေညှင်းခုန်စရာတွေအများကြီးပြောရတာရှိနေတယ်အဲ့ဒါဘာလဲဆိုတော့ယဟန္တာရှင်မြတ်တွေဆိုတာလည်းပဲသွေးနဲ့သားနဲ့တိဆောက်ထားတဲ့ပုဂ္ဂိုလ်တွေပေါ့ဒါကြောင့်ကာမဂုဏ်ကိုသူတို့လည်းတာယာလိမ့်မယ်သူတို့လည်းပဲတစ်သားတွေမဟုတ်ဘူးတစ်သားတုံးတွေမဟုတ်ဘူးသင်္ဂုတ်တွေမဟုတ်ဘူးအဲ့လိုမျိုးဆွဆွဆွဲဆွဲပြောကြတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဂါထာတစ်ပုဒ်ဟောတာရှိတယ်ဝါရီပောက္ခရပတ္တိဝအာရဂိရိဝတာတဘောယောနလိမ္ပတိကာမေတုတမဟံပြုမိပြမနံအတိပ္ပယ်ကဘာပြောလို့ဆိုတော့ဝါရီပောက္ခရပတ္တိဝကြာရွက်ပေါ်မှာရေချလိုက်တယ်ဆိုရင်ရေနဲ့ကြာရွက်နဲ့ကန့်ညီနေတယ်ဆိုတာမရှိဘူးတခါတည်းလိမ့်ကျသွားတယ်ဟုတ်လားဒါဥမာပေးတာနော်ဝါရီပောက္ခရပတ္တိဝ